အားလုံးပဲမင်္ဂလာပါ Laneway Ice YouTube Channel နေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ LED မီလုံးတစ်လုံးကိုအလင်းအမိန်ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာလိုအပ်တဲ့ Arduino IDE software installation အကြောင်းတွေပြောလို့ရှိရင် Arduino Uno board ရဲ့အကြောင်းတွေကိုရှေ့ကဗီဒီယိုတွေမှာကျွန်တော်ရှင်းပြခဲ့ပြီးပါပြီဆိုတော့မကြည့်ရသေးလို့ရှိရင်ဒီဗီဒီယိုတွေကိုသွားပြီးကြည့်ဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်ဒီဗီဒီယိုမှာကျတော့ကျွန်တော်ကArduino ရဲ့ပထမဆုံး code အကြောင်းနဲ့ LED အလင်းမယ်ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုပဲကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ဒီ project မှာသုံးသွားမယ့်ပစ္စည်းတွေအကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီ Arduino board ပေါ့နော် Arduino Uno R3 board တစ်ခုကိုလိုအပ်ပါတယ်။ပြီးလို့ရှိရင် board နဲ့တွဲရပါတဲ့ဒီ USB ကြိုတစ်ချောင်းလိုပါသေးတယ်။ပြီးတော့ကျွန်တော်တို့ဒီ project မှာLED ရဲ့အလင်းမယ်ကိုထိချုပ်မှာဆိုတော့ LED တစ်လုံးလိုမယ် LED သေးသေးလေးတစ်လုံးလိုမယ်ပေါ့နော်ပြောလို့ရှိရင်ဒီကျွန်တော်က220 ohm resistor တစ်လုံးကျွန်တော်တုတ်ထားပါတယ်ပြောလို့ရှိရင်ကျွန်တော်ကဒီ LED နဲ့ဒီ Arduino Uno board ကိုဆက်ဖို့အတွက်ဒီ wire ကျွန်းနှစ်ချောင်းကိုသုံးပါပါပြောလို့ရှိရင်ဒီ electronic component ပေါ့နော်လျှက်စစ်ပစ္စည်းတွေကိုLED တို့ဒီ resistor တို့ကိုစိုက်ဖို့အတွက်ဒီ breadboard တစ်ခုကိုကျွန်တော်သုံးပါမယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီ breadboard တစ်ခုရဲ့အကြောင်းကိုမသိသေးတဲ့လူတွေအတွက်ကျွန်တော်ရှင်းပြပါမယ်ဒီကောင်ကဘယ်လိုလုပ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီလျှက်စစ်ပစ္စည်းတွေဘာတွေကိုချိတ်တဲ့အခါမှာ circuit board ပုံမှာမဆက်ဘဲနဲ့ဒီအပေါ်မှာချိတ်လို့ရတယ်ပေါ့နော်ဒီကောင်ကျွန်တော်တို့သုံးလို့ရပါတယ်ဆိုတော့သူ့မှာဘာတွေပါလဲဆိုလို့ရှိရင်ဒီမှာလျှက်စစ်ပစ္စည်းတွေစိုက်ဖို့အတွက်ဒီအပေါက်လေးတွေပါတယ်ဗောနော်ဒီအပေါက်လေးတွေမှာကျွန်တော်တို့ရဲ့လျှက်စစ်ပစ္စည်းတွေကိုစိုက်ရပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီအစွန်မှာအနုလေးခဏနဲ့အပေါက်လေးခဏနဲ့ဆိုပြီးတော့အတန်းတက်ရှိပါတယ်ကျွန်တော်ဒီဘက်မှာလည်းရှိတယ်ဗောနော်ဒီအနုလေးခဏနဲ့အပေါက်လေးခဏနဲ့ကျွန်တော်တို့ဒီအတန်းကဘယ်လိုလုပ်လို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာအပြာရောင် line နဲ့ပြထားတယ်ဗောနော်ဒီကနေပြီးတော့ဒီ T ကိုအပြာရောင် line နဲ့ပြထားတယ်ကျွန်တော်ဒီကိုကြည့်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအပြာရောင် line မှာရှိတဲ့အပေါက်တစ်ပေါက်ကိုကျွန်တော်တို့ကဒီ ground ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီတစ်တန်းလုံးက ground စီးသွားပါတယ်ဒီအပြာရောင် line တစ် line လုံးက ground စီးသွားပါတယ်ဘောပေါက်မယ်ထင်ပါတယ်ကျွန်တော်ဒီအပေါက်လေးခဏမှာကျတော့ကျွန်တော်တို့က5 volt တို့353 volt တို့ကိုကျွန်တော်တို့ကပေးလို့ရပါတယ်တကယ်လို့ကျွန်တော်တို့ကဒီ Arduino board ကနေပြီးတော့ထွက်လာတဲ့ output power ပေါ့နော်5 volt pin ကိုကျွန်တော်တို့ရဲ့ဒီအပေါင်းတန်းမှာရှိတဲ့အပေါက်တစ်ပေါက်မှာထည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအပေါင်းတန်းတစ်တန်းလုံးကအပေါင်းစီးသွားပါတယ်သဘောပေါက်မှထည့်ပါတယ်ဥပမာကျွန်တော်ကနေပြီးတော့ဒီ wire jack ပေါက်တိုးပြီးတော့ Arduino Uno board ကနေပြီးတော့ထွက်လာတဲ့ ground pin ကိုဒီအနုတ်ပင်မှာဆက်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကတော့ဒီမှာလည်းဆက်လို့ရတယ်ဒီတစ်တန်းလုံးမှာကျတဲ့နေရာဆက်လို့ရပါတယ်ဒီလိုဒီမှာဆက်လိုက်မယ်ဆိုလို့ရှိရင်ဒီအနုတ်တန်းတစ်တန်းလုံးကဒီ ground စီးသွားပါတယ်ပြီးတော့ကျွန်တော်တို့ Arduino board ကနေပြီးတော့ထွက်လာတဲ့5 volt ပင်ပဲဖြစ်ဖြစ်353 volt ပင်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအပေါင်းပင်မှာဆက်လိုက်မယ်ဆိုလို့ရှိရင်ဒီအပေါင်းတန်းကပင်တစ်ခုမှာဆက်လိုက်မယ်ဆိုလို့ရှိရင်ဒီအပေါင်းတန်းတစ်တန်းလုံးကို5 volt ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဆက်လိုက်တဲ့353 volt စီးသွားပါတယ်သဘောပေါက်မှထင်ပါတယ်ကျွန်တော်တို့ဒီဖက်မှာလည်းခဏတော့အတိုင်းပဲကျွန်တော်တို့အပေါင်းတန်းမှာဒီအပေါင်းလေးခဏတန်းမှာ5 volt ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီအပေါင်းတန်းတစ်တန်းလုံးက5 volt စီးသွားမယ်ဟုတ်ပဲနဲ့ဒီအနုတ်လေးခဏတန်းကိုဒီ ground ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီအနုတ်လေးခဏပါတဲ့ဒီအနုတ်တန်းတစ်တန်းလုံးက ground စီးသွားပါတယ်သဘောပေါက်မှထင်ပါတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီအလယ်မှာပါတဲ့ပေါက်တွေရဲ့အကြောင်းရှင်းပြမယ်ကျွန်တော်ဒီဖေးအတောက်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင် ABCDE ဆိုပြီးတော့ရှိတယ်ဒီကောင်ကကြတော့ခဏတော့ကအပေါင်းတန်းအနှုတ်တန်းလိုမျိုးမဟုတ်ဘဲနဲ့အပေါင်းတန်းအနှုတ်တန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုမျိုးဒီအရှယ်လိုက်ကဒီလိုမျိုးရှယ်လိုက်ရှိတယ်ဒီမှာကြတော့အဲ့လိုမဟုတ်ဘဲနဲ့သူကကြတော့ဒီလိုတန်းရှိတယ်တကယ်လို့ကျွန်တော်တို့ကဒီတန်းမှာပါတယ်ဒီမှာ9ပဲပေါ့နော်ဒီတန်းမှာပါတဲ့အပေါက်တစ်ပေါက်မှာကျွန်တော်တို့ရဲ့ပေကိုစိုက်လိုက်မယ်ဆိုလို့ရှိရင်ဒီစိုက်ထားတဲ့ပေကဒီတန်းလုံးနဲ့တက်ထိုင်ပါတယ်ဥပမာကျွန်တော်ကအပေါက်ပင်ကိုဒီမှာစိုက်လိုက်မယ်ဆိုလို့ရှိရင်ဒီတန်းလုံးက ABCDE ပေါ့နော်ဒီတန်းလုံးက
အပေါင်းစီးသွားပါလေသူကကြတော့ဒီကောင်နဲ့မဆက်ပါဘူးသူကဒီလိုမျိုးစီးတာမဟုတ်ဘဲနဲ့ဒီဖက်တစ်ချက်ပဲစီးတယ်ဒီမှာဆိုလို့ရှိရင်လေဒီမှာပါတဲ့အပေါက်တစ်ပေါက်ကိုဆက်လိုက်မယ်ဆိုလို့ရှိရင်ဒီတဒန်းလုံးကသူနဲ့တက်ဆိုင်တဲ့ဟာကိုစီးသွားရပါတော့ဥပမာအပေါင်းဆိုလို့ရှိရင်အပေါင်းစီးသွားမယ်အနှုတ်ဆိုလို့ရှိရင်အနှုတ်စီးသွားမယ်သူက ABCD EFG IJ ဆိုပြီးတော့10ပေါက်လုံးကိုစီးတာမဟုတ်ဘဲနဲ့ဒီဖက်မှာဆိုလို့ရှိရင် ABCD E ကိုစီးမယ်တကယ်လို့ဒီဖက်မှာဆိုင်လိုက်မယ်ဆိုလို့ရှိရင် FGHIJ ကိုစီးမယ်ကျွန်တော်ရှင်းပြတာသဘောပေါက်မယ်ထင်ပါတယ်ဒီလိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကတကယ်လို့ဒီမှာပေါ့နော်ကျွန်တော်တို့က resistor ပဲဖြစ်ဖြစ်ဒီ wire ပဲဖြစ်ဖြစ်သုံးပြီးတော့ဆက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုဆက်လိုက်မယ်ဆိုလို့ရှိရင်သူကနေပြီးတော့ဒီကောက်တန်းလုံးကိုသူနဲ့တက်ဆိုင်တဲ့ reaction ရှိပါပါတယ်ဒီလိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီအောက်မှာရောပဲအောက်မှာလည်းဒီလိုပဲပေါ့နော်ကျွန်တော်တို့က9ဆိုလို့ရှိရင်ဒီမှာ9ဆိုလို့ရှိရင်ဒီ9နဲ့တက်ဆိုင်တဲ့9အတက်ကိုပဲစီးတယ်သူကဒီလိုစီးတာမဟုတ်ဘဲနဲ့ဒီလိုစီးတာပါဥပမာကျွန်တော်ကဒီမှာ9နဲ့9နဲ့မစစ်ပဲနဲ့9နဲ့6နဲ့ကိုစစ်လိုက်လို့ရပါတယ်ဒီလိုမျိုးနဲ့ခွပြီးတော့စစ်လို့ရတာပါနော်သဘောပေါက်မယ်ထင်ပါတယ်ဆိုတော့ကျွန်တော်တို့ကကျွန်တော်အခုပြထားတဲ့ circuit အလေတိုင်းကျွန်တော်တို့ဘာသာစီးကြည့်အောင်ဆိုတော့ကျွန်တော်တို့အနေနဲ့ပထမဆုံး LED တစ်လုံးရှိမယ်ဒီ LED ကိုကျွန်တော်တို့ကဒီ LED မှာဆိုလို့ရှိရင်ကျွန်တော်တို့အပေါင်းပင်နဲ့အနုတ်ပင်ဆိုပြီးတော့ရှိတယ်ပေါ့နော်ဘယ်လိုခွဲမလဲဆိုလို့ရှိရင် LED ရဲ့တိုတဲ့ပယ်ကိုကြတော့အနုတ်ပယ်ဆိုပြီးတော့ကျွန်တော်တို့မှတ်လို့ရတယ်ရှိတဲ့ပယ်ကိုကြတော့ကျွန်တော်တို့ကအပေါင်းပင်ဆိုပြီးတော့မှတ်လို့ရတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီအနုတ်ပယ်ကိုအနုတ်တက်ကဒီနေရာမှာကျွန်တော်ဆက်လိုက်မယ်ဒီမှာပေါ့နော်ကျွန်တော်အနုတ်တက်ကဒီတစ်ခုမှဆက်လိုက်မယ်ပြီးတော့ဒီဖက်ကအပေါင်းပယ်ကိုကြတော့ကျွန်တော်ကဒီအလယ်မှာရှိတဲ့အပေါက်တစ်ပေါက်ကိုကျွန်တော်ထည့်လိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်ကဒီမှာညနေ10 resistor တစ်လုံးထည့်ထားတယ်ပေါ့နော်ညနေ10 resistor ကိုကျွန်တော်ကဒီအပေါင်းပင်နဲ့ချိန်ပြီးတော့ဒီမှာပေါ့နော်ကျွန်တော် LED ရဲ့အပေါင်းပင်ကဒီမှာစိုက်ထားတာဆိုတော့ LED ကနေပြီးတော့စီးလာမယ်လျှက်ဆက်ကဒီတန်းလုံးနဲ့တစ်ဆိုင်ပါတယ်ဒီကြောင့်မလို့ကျွန်တော်က resistor ကိုဒီနေရာမှာထည့်ပြီးတော့ဒီမှာပေါ့နော်သူနဲ့တန်းထဲမှာထည့်ပြီးတော့ဒီလိုခွာဆက်လိုက်မယ်ခွာဆက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လျှက်ဆက်ကဘယ်လိုရှိအောင်မလဲဆိုလို့ရှိရင်တကယ်လို့ကျွန်တော်တို့ကအနှုတ်ကနေပြီးတော့လာမယ်ဆိုလို့ရှိရင်ဒီမှာပေါ့နော်အနှုတ်ကနေပြီးတော့လာတယ်ပြီးတော့ LED ကနေပြီးတော့ဒီကောက်ရှိပါတယ်ဒီကောက်နေပြီးတော့ကျွန်တော်တို့ဒီ resistor ဖက်ကိုလာတယ် resistor နေပြီးတော့ဒီလိုရှိရဲဆိုတော့သူ့ရဲ့လျှက်ဆက်ကဒီအကြောင်းမှာစီးနေတယ်ပေါ့နော်ဘောပါမှထည့်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ကနေပြီးတော့သူကနေပြီးတော့ resistor နေပြီးတော့ထွက်လာတဲ့ပယ်ကို Arduino ဘုတ်မှာပါတဲ့ digital ပယ်တစ်ခုနဲ့ရှင်းမယ်ကျွန်တော် Arduino ဘုတ်မှာပါတဲ့ပယ်တွေအကုန်လုံးရဲ့အကြောင်းကိုကျွန်တော်ရှေ့ကဗီဒီယိုတစ်ပုဒ်မှာရှင်းပြခဲ့ပြီးပါပြီပြီးတော့ကျွန်တော်တို့ဒီအနုတ်တက်ကိုကြတော့ ground နဲ့ဆက်ဖို့အတွက်ထပ်ထားမယ်ကျွန်တော်အခုဆက်လိုက်တဲ့ဟာကိုသဘောပေါက်မှထင်ပါတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီ LED ရဲ့အပေါင်းပင်ပေါ့နော် LED ရဲ့အပေါင်းပင် resistor နေပြီးတော့ထွက်လာတဲ့ပယ်ကို Arduino ဘုတ်မှာရှိတဲ့ကျွန်တော်က number 2ပင်မှာဆက်လိုက်မယ်ပြီးသွားလို့ရှိရင်ဒီအနုတ်တန်းမှာစိုက်ထားတဲ့ဒီအနုတ်ပင်ပေါ့နော်အမဲပင်ကိုကြတော့ကျွန်တော်ကနေပြီးတော့ Arduino ဘုတ်မှာပါတဲ့ GND ဒါမှမဟုတ်လို့ရှိရင် ground ပင်ကိုကျွန်တော်ဆက်လိုက်မယ်ကျွန်တော်အခုပြထားတဲ့ပုံစံလေးအတိုင်းဆက်လို့ရပါတယ်ဒီလိုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လျှက်စစ်ပစ္စည်းတွေကို circuit အနေနဲ့ချထားတာပြီးသွားပါပြီကျွန်တော်တို့အနေနဲ့ဒီ USB အပေါက်ကိုကျွန်တော်တို့ရဲ့ computer မှာထိုးပြီးတော့ကျွန်တော်အခုပြထားတဲ့ကုတ်ကို run လိုက်လို့ရှိရင်ဒီ program အနေနဲ့ဒီ LED မီမိတ်တုံလင်းလာပါလိမ့်မယ်တကယ်လို့ကျွန်တော်တို့အနေနဲ့ဒီ USB ကြိုးနဲ့ Arduino ဘုတ်ကိုဆက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်အခုပြထားတဲ့အတိုင်းပဲဒီနေရာလေးမှာမီးသီးလေးမိတ်တုံလင်းနေပါလိမ့်မယ်ကျွန်တော်ကဒီမှာအရေကတစ်ခါဆက်ပြီးသားဆိုတော့ဒီမှာမီးလုံးလေးမိတ်တုံလင်းနေတာကိုတွေ့ရပါလိမ့်မယ်ကိုတို့မှာဆိုလို့ရှိရင်တော့ဒီလိုမျိုးမဟုတ်ဘဲနဲ့
ဒီအထဲက LED လေးပဲမိတ်တုလင်းနေတာကိုတွေ့ရပါလိမ့်မယ်ကျွန်တော်တို့အနေနဲ့ Arduino IDE ကိုဖွင့်လိုက်လို့ရှိရင်ကျွန်တော်အခုပြထားတဲ့အတိုင်းမြင်ရပါလိမ့်မယ် Arduino ကုတ်မှာဆိုလို့ရှိရင်အဓိကအားဖြင့် function တစ်ခုပါပါတယ်ကျွန်တော်အရှိမရှင်းပြသွားတဲ့ C programming မှာကျတော့အဓိက main function တစ်ခုပဲပါပါတယ်ဒီမှာကျတော့ setup function နဲ့ loop function ဆိုပြီးတော့ပါပါတယ် setup function ကဘာလုပ်ပေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ project ကို Arduino Uno board ထဲကိုတက်လိုက်တဲ့အခါမှာပြောရလို့ရှိရင်ကျွန်တော်တို့ code ကို run လိုက်မယ်ဆိုလို့ရှိရင်ဒီ setup function ကိုတစ်ခါလုပ်ပေးပါတယ် loop function ကကြတော့ကျွန်တော်တို့ဒီ code ကို run ပြီးသွားလို့ရှိရင် setup function တစ်ခါလုပ်ပြီးတာနဲ့ဒီ loop function ကိုထပ်ခါလုပ်ပြီးမှဖြစ်ပါတယ်ဆိုလိုတာကကျွန်တော်တို့ကဒီ setup function မှာကျွန်တော်တို့သုံးမဲ့ပေတွေကိုအရင်ကြီးညာပြီးတော့ loop function မှာကြတော့ကျွန်တော်တို့အလုပ်မဲ့အဓိကအလုပ်မဲ့အကြောင်းအရာတွေကိုရေးရပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ code ကိုအရင်ရေးကြည့်ရကျွန်တော်ရှေ့တုန်းကဒီ Arduino ပစ္စည်းတွေကိုခြေတဲ့အခါမှာရှင်းပြထားရပါတော့ကျွန်တော်တို့အနေနဲ့ဒီ LED ကနေပြီးတော့ထွက်လာတဲ့ပင်ကို Arduino board ရဲ့ digital pin နံပါတ်2မှာဆက်လိုက်ပါတယ်ဆိုတော့ဒီအကြောင်းကိုအရင်တည်ကြည့်အောင်ကျွန်တော်တို့အနေနဲ့ LED ပင်ကို variable တစ်ခုနဲ့အရင်ကြီးညာလိုက်မယ်ဥပမာကျွန်တော်တို့က integer ဆိုပြီးတော့ LED equal to 2ဆိုပြီးတော့ကြီးညာလိုက်မယ်ဒီနေရာမှာ integer ဆိုတာကကျွန်တော်ရဲ့ပင်ရဲ့ကဏ္ဍက integer ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ int ဆိုပြီးတော့တည်ခဲ့ပါတယ် LED ဆိုတာကျတော့ variable နေပါဒီအကြောင်းတွေကိုကျွန်တော် C programming သင်ပေးတဲ့အခါမှာရှင်းပြပြီးပါပြီဒီ LED ဆိုတဲ့နေရာမှာကျွန်တော်တို့ကြိုက်တဲ့နာမည်တစ်ခုခုပေးလို့ရပါတယ်ဒီမှာပါတဲ့ 2 ကကြတော့ကျွန်တော်တို့က LED ကို digital pin number 2နဲ့ဆက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့2ဆိုပြီးတော့ကျွန်တော်ကတည်ခဲ့တာပါဆိုတော့ပထမဆုံးအနေနဲ့ setup function မှာ LED ကို set up ထပ်တည်အောင် set up ဘယ်လိုချမလဲဆိုလို့ရှိရင်ကျွန်တော်တို့က pin mode ဆိုပြီးတော့ရေးရပါတယ်ဒီ pin mode ထဲမှာကျတော့ကျွန်တော်တို့က pin နဲ့ mode ဆိုပြီးတော့ရှိတယ်ဗောနော် pin နေရာမှာကျတော့ကျွန်တော်တို့အလုပ်လုပ်ရေးချေတဲ့ရရှိပစ္စည်းရဲ့ pin ပါ mode နေရာမှာကျတော့ဘယ်လိုအလုပ်လုပ်မလဲဆိုတာကိုကျွန်တော်တို့ကရေးရပါတယ်ဥပမာကျွန်တော်ကဒီမှာဆိုလို့ရှိရင် LED ကိုရေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ LED ဆိုပြီးတော့ရေးလိုက်မယ်မုံနေရကြတော့ကျွန်တော်တို့က LED ကိုဘယ်လိုသုံးချမလဲဆိုလို့ရှိရင် LED က output ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မလို့ output ဆိုပြီးတော့ရေးလိုက်မယ်ဘလို့ LED က output ပစ္စည်းဆိုလို့ရှိရင် LED ကဒီ sensor တွေလိုမျိုး signal တွေကိုလက်ခံပေးတာမဟုတ်ဘဲနဲ့သူကနေပြီးတော့မီတီအလဲမယ်ကိုထုတ်ပြပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ output ပစ္စည်းဖြစ်တဲ့အတွက် output ဆိုပြီးတော့တည်ခဲ့တာဖြစ်ပါတယ်ဒီနေရာမှာ pin နေရာမှာကျွန်တော်က LED ဆိုမဟုတ်ဘဲနဲ့2ဆိုပြီးတော့ direct တည်လို့ရပါတယ်ဒီအကြောင်းကိုကျွန်တော်နောက်ပိုင်းဗီဒီယိုတွေမှာသုံးသပ်ပါမယ်ဒီမှာရှင်းပြလို့ရှိရင်ရှုပ်ပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့က pin မှုဆိုတာကြတော့ကျွန်တော်တို့အလုပ်လုပ်မဲ့ DSL ပစ္စည်းရဲ့ mode ကိုကြီးညာတာပါဒီမှာဆိုလို့ရှိရင် LED က output ဖြစ်တဲ့အတွက်ကြောင့်မလို့ pin mode LED output ဆိုပြီးတော့တည်ခဲ့ပါတယ်တဘောပေါက်မှထည့်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီ loop function ကိုရေးကြည့်အောင် loop function မှာကကျွန်တော်ခဏတော့ကပြောတဲ့အတိုင်းပဲ setup function တစ်ခါလုပ်ပြီးတာနဲ့ loop function ကိုထပ်ခါလုပ်သွားမယ်လို့ကျွန်တော်ဆိုလိုပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့က LED ကိုထပ်ခါလင်းလိုက်မိတ်လိုက်လုပ်စီမှာဖြစ်တဲ့အတွက်ကြောင့်မလို့ LED လဲဖို့အတွက်အရေးကြီးအောင် LED ကိုလဲဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့က digital write ဆိုတာကိုကျွန်တော်တို့သုံးရပါတယ် digital write ဆိုပြီးတော့ရေးလိုက်မယ် digital write ဆိုတာကျတော့ကျွန်တော်တို့က LED ကို Arduino board ရဲ့ digital pin မှာဆက်လိုက်တာဖြစ်တဲ့အကြောင်းမလို့ digital write ဆိုပြီးတော့ရေးရပါတယ်တကယ်လို့ကျွန်တော်တို့က analog pin မှာဆက်လိုက်မယ်ဆိုလို့ရှိရင် analog write ဆိုပြီးတော့ရေးရပါတယ်ဆိုတော့ analog အကြောင်းမဟုတ်ဘဲနဲ့ digital အကြောင်းကိုပြောကြည့်မယ် digital write ဆိုပြီးတော့ကျွန်တော်တို့ကဘယ်အရာကိုထိချုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က LED ကိုထိချုပ်မယ်ပြီးတော့ LED ကိုဘယ်လိုလုပ်မလဲဆိုလို့ရှိရင် LED ကို lane စီမှာဖြစ်တဲ့အတွက်ကြောင့်မလို့ high ဆိုပြီးတော့ရေးလိုက်မယ်
ဒီအကြောင်းကကြတော့ LED ကိုလဲဖို့အတွက်လှုပ်လှုပ်တဲ့အကြောင်းပါကျွန်တော်တို့က digital right ဆိုပြီးတော့ LED ကိုလဲမှဖြစ်တဲ့အတွက် high ဆိုပြီးတော့ရေးမယ်ပြီးတော့ကျွန်တော်တို့ကမေဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့က digital right LED, low ဆိုပြီးတော့ရေးရပါတယ်ဆိုတော့ဒီကောင်ကဘယ်လိုလုပ်သွားမလဲဆိုလို့ရှိရင် LED ကိုချင်းလင်းပြီးတော့ချင်းမေပါလိမ့်မယ်ကျွန်တော်တို့ကဒီလိုမဟုတ်ဘဲနဲ့လင်းမယ်ပြီးသွားလို့ရှိရင်ခဏလေးလင်းနေမယ်ပြီးတော့မိန်မယ်ဆိုလို့ရှိရင်လည်းခဏလေးမိန်နေမယ်ဒီလိုအလုပ်စီဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကကြားချိန်ကိုတော့ရပါတယ်ကြားချိန်ကိုကျွန်တော်တို့က delay ဆိုပြီးတော့ခေါ်ပါတယ် delay ဆိုပြီးတော့ကျွန်တော်တို့က grain ထဲမှာ millisecond ရေးရပါတယ် millisecond ဆိုတာကကျတော့ဒီ1000ဆိုလို့ရှိရင်1 second 2000ဆိုလို့ရှိရင်2 second ဆိုပြီးတော့ကျွန်တော်တို့ကရေးတွက်ရပါတယ်တကယ်လို့ကျွန်တော်တို့က LED ကို1 second လင်းစီမယ်ဆိုလို့ရှိရင်1000ဆိုပြီးတော့ရေးရပါတယ်ပြီးတော့ main မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က delay 1000ဆိုပြီးတော့ LED ကို1 second ကြာအောင် main နေမှာဖြစ်ပါတယ်ဆိုတော့ဒီကုတ်လေးကိုတဘောပေါက်မှထည့်ပါတယ်တကယ်လို့နားမလဲလို့ရှိရင်ကျွန်တော်အနေနဲ့နောက်တစ်ခေါက်ထပ်ကြည့်ဖို့အကြံပြုပါတယ်ဘာလို့ဆိုတော့ဒီကောင်က Arduino ကုတ်ရဲ့အခြေခံအကျဆုံးကုတ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာတွေကိုတဘောပေါက်ထားမှာအရှင်းပြပါလိမ့်မယ်ကျွန်တော်အနေနဲ့ဒုတိယတစ်ခါအကြည့်ချုပ်ရှင်းပြပါမယ်ဒီ number 2 line ကကြတော့ LED ရဲ့ပင်ကိုကြီးညာတဲ့အပိုင်းပါ integer ဆိုပြီးတော့ LED ရဲ့ပင် number က number 2ဆိုတော့ integer LED equal to 2ဆိုပြီးတော့ကြီးညာခဲ့တယ်ပြီးတော့ void setup function ထဲမှာ LED ပင်ရဲ့ mode ကိုကြီးညာတယ်ကြီးညာတဲ့အကြောင်းကကြတော့ပင် mode LED, output ဆိုပြီးတော့ကြီးညာတယ်ဘယ်လိုဆိုတော့ LED က output ဖြစ်စီဖြစ်တဲ့အတွက်ကြောင့်မလို့ output ဆိုပြီးတော့ကြီးညာတယ်ပြီးတော့ void loop function ကကြတော့ကျွန်တော်တို့အဓိကအလုပ်လုပ်မဲ့ code ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က digital right LED, height ဆိုပြီးတော့ LED ကိုလင်းစေတယ်ပြီးတော့ delay 1000ဆိုပြီးတော့1 second ကြာစေတယ် digital right LED, low ဆိုပြီးတော့ LED ကိုမိတ်ခမ်းလိုက်တယ်ပြီးတော့ delay 1000ဆိုပြီးတော့ LED ကို1 second ကြာအောင်မိတ်စေတယ်ဒီကောကဘယ်လိုလုပ်မလဲဆိုလို့ရှိရင် LED ကို1 second လင်းမယ်ပြီးတော့လို့ရှိရင် LED ကို1 second မိတ်စေမယ်ဆိုတော့ဒီကုတ်ကိုကျွန်တော်တို့ရဲ့ Arduino board ထဲတွဲဖို့အတွက်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီ verify ကိုနေနိုင်မယ်ပေါ့နော် verify ဆိုတာကကုတ်မှန်စစ်တာပါဒီကောင်ကိုရေးနေနိုင်မယ်စစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ2ထဲမှာဒီ board ထဲမှာ Arduino AVR board ထဲမှာ Arduino Uno ဆိုတာကိုရေးလိုက်မယ်ပြီးတော့ verify လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဒီအောက်မှာ done compile လေးဆိုပြီးတော့ကျွန်တော်တို့ verify လုပ်တာ compile လုပ်တာပြီးသွားပါတယ်ကျွန်တော်ဒီမှာ error မှာ data ဖြစ်တဲ့အကြောင်းမလို့ဒီ code ကအကုန်မှန်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ Arduino board ထဲထည့်ဖို့အတွက်ဆိုလို့ရှိရင်ဒီ2ထဲကပေါ့နေရာမှာကျွန်တော်တို့ Arduino ရဲ့ port ကိုရှာကြည့်ဖို့လိုပါတယ်ဒီအကြောင်းတွေကိုကျွန်တော်အရှိကဗီဒီယိုတစ်ပုဒ်မှာရှင်းပြပြီးပါပြီဆိုတော့ကျွန်တော်က core 3ပေါ့နော်ဒီ COM3 က Arduino board ဆိုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်ကိုနေပြီးတော့ဒီများလေးပေါ့နော် upload ဆိုတာကိုနေလိုက်မယ်ကျွန်တော်တကယ်လို့ run လိုက်လို့ရှိရင်ကျွန်တော်အခုပြထားတဲ့အတိုင်းပဲ LED က1 second လေးပြီးတော့1 second meter ကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီကောင်ကိုထိချုပ်ကြည့်ရအောင်ဒီမှာကျွန်တော်က LED ကို1 second မလင်းစေဘဲနဲ့second ရဲ့တဝဲပေါ့နော် 0.5 second ပဲလင်းစီမယ်ဆိုလို့ရှိရင်ဒီနေရာမှာ1000နေရာမှာ900ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်မိတ်တဲ့အခါမှာလည်း900ဆိုပြီးတော့ရေးလိုက်မယ်ဆိုလို့ရှိရင် LED ရဲ့အလဲအမေကပို့ပြီးတော့မြင်လာပါလိမ့်မယ်စိုက်ကြည့်အောင်တကယ်လို့ upload လုပ်လိုက်မယ်ဆိုလို့ရှိရင် LED ရဲ့အလဲအမေကပို့ပြီးတော့မြင်လာတာကိုတွေ့ရပါလိမ့်မယ်ပြီးတော့ကျွန်တော်ကဒီကောင်တွေကိုခဏဖယ်ပြီးတော့ကျွန်တော်ရှင်းပြတဲ့အတိုင်းပဲ setup function က code လွှတ်လိုက်တဲ့အခါမှာတကြိမ်လွှတ်လို့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကနေပြီးတော့ဆက်ပြီးတော့ digital right LED, height ဆိုပြီးတော့လင်းမယ်
ပြီးလို့ရှိရင် delay 1000ပြီးတော့ digital right LED ကောမှာ low ဆိုပြီးတော့ LED ကိုမိတ်ချိန်မယ် delay 1000ဆိုပြီးတော့တစ်စက္ကန့်မိတ်မယ်တကယ်လို့ကျွန်တော်တို့ကဒီလိုရေးလိုက်မယ်ဆိုလို့ရှိရင်တွေ့တဲ့အတိုင်းပဲ LED ကတစ်စက္ကန့်လဲပြီးတော့မိတ်သွားပါတယ်တစ်စက္ကန့်မိတ်တယ်ပေါ့နော်ပြီးလို့ရှိရင်ပြန်မလဲလာတော့ပါဘူးဘယ်လိုလဲဆိုတော့ဒီကောင်ကကြတော့ set up function ဆိုတဲ့အတိုင်းပဲသူက code လွှမ်းလိုက်တဲ့အခါမှာအစတစ်ကြိမ်ပဲလွတ်ပါတယ်အခုကျွန်တော်တို့ရဲ့လူထဲမှာဘာကုန်းမှမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ LED ကလည်းမလဲတော့ပါဘူးသဘောပေါက်မယ်ထင်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ LED ရဲ့အလဲမယ်ကိုကျွန်တော်တို့ကြိုက်တယ်လို့စမ်းကြည့်လို့ရပါတယ်ဥပမာ LED ကို900စက္ကန့်လဲပြီးတော့1000စက္ကန့်မိမယ်ဆိုလို့ရှိရင်လည်းရပါတယ်ဒီလိုဆိုလို့ရှိရင်ခဏလဲပြီးတော့နည်းနည်းကြာကြာမိနေပါတယ်ဆိုတော့ဒီဗီဒီယိုမှာရှင်းပြသွားတဲ့ code တွေArduino တရားစက်ပစ္စည်းတွေရဲ့အကြောင်းကိုသဘောအောင်မှထင်ပါတယ်တကယ်လို့နားမလည်တာရှိလို့ရှိရင်ဒီဗီဒီယိုရဲ့ comment ထဲမှာမေးခဲ့လို့ရပါတယ်ဒီဗီဒီယိုက Arduino code ရဲ့အခြေခံအကျဆုံးနဲ့ပထမဆုံးဗီဒီယိုဖြစ်တဲ့အတွက်ကြောင့်မလို့မရှင်းလို့ရှိရင်ဒီဗီဒီယိုကိုနောက်တစ်ခါထပ်ကြည့်ဖို့အကြံပြုပါတယ်ဘာလို့ဆိုတော့ဒီကောင်ကိုနားမလည်ထားလို့ရှိရင်နောက်လာမယ့်ဗီဒီယိုချလို့ရှိရင်ပို့ပြီးတော့ခက်တာတွေဖြစ်လာမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုကိုနားလည်အောင်သဘောပေါက်အောင်ကြည့်ဖို့အတွက်ကျွန်တော်အနေနဲ့ကြံပြုပါတယ်ပြီးတော့ကျွန်တော်တတိပေးချင်တာတကူကဒီကုတ်မှာပါတဲ့စာလုံးပေါ့နော်ဒီ output တို့ high တို့ low တို့မှာကျွန်တော်ကစာလုံးအကြီးပေါ့နော် capital letter နဲ့ပဲအလုပ်ရေးထားတယ်တကောင်ကဘာလို့လဲဆိုလို့ရှိရင် Arduino မှာကိုယ်တိုင်ကဒီလိုရေးရတဲ့အတွက်ကြောင့်ပါတကယ်လို့ဒီ output တို့ high တို့ low တို့လိုမျိုး capital letter နဲ့ပဲရေးရတဲ့စာလုံးတွေကို small letter နဲ့ရေးလို့ရှိရင် error တက်တတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အခုပြထားတဲ့ code လေးအတိုင်းရေးပြီးတော့စမ်းကြည့်ဖို့အကြံပြုပါတယ်ဒီကုန်းမှာဆိုလို့ရှိရင် LED လိုမျိုး variable name တွေကကြတော့ကိုကြိုက်တဲ့နာမည်ပေးလို့ရပါတယ်ဒါပေမဲ့ဒီပင်မှုတို့ digital right တို့high တို့ low တို့ကကြတော့သူ Arduino မှာပါတဲ့အတိုင်းရေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့မှာပေးထားတဲ့အတိုင်းရေးဖို့လိုအပ်ပါတယ် digital right မှာဆိုလို့ရှိရင်လည်း digital ကအငယ်ဖြစ်ပြီးတော့ right မှာက W ကအကြီးပါကျွန်တော်အနေနဲ့ဒီတိထားလို့ရအောင်ပြောပြတာဖြစ်ပါတယ်နောက်ဗီဒီယိုကြလို့ရှိရင်ပြန်တွေ့ပါမယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်